ပင်လေရေအောက်မှာတကယ်ရှိနေနိုင်တဲ့မယုံနိုင်စရာလှုပ်ဝက်ချက်၃ခုကမ္ဘာမြေရဲ့80ရာခိုင်နှုန်းကျော်ဟာရေတူးနဲ့ဖုံးလွှမ်းနေတာပါဒါပေမဲ့ကျွန်တော်တို့လူသားတွေဟာသမုဒ္ဒရာကြီးရဲ့9ရာခိုင်နှုန်းကိုပဲစူးစမ်းရသေးတယ်ဆိုတာသင်သိပါသလားကြံရှိနေတဲ့အမှောင်တွေထဲမှာဘလို့အရာတွေရှိနေနိုင်မလဲဆိုတာဘယ်သူမှအသေးချာမပြောနိုင်ပါဘူးဒီနေ့မှာတော့ပင်လေရေအောက်မှာတကယ်ရှိနေနိုင်တဲ့ဒူးဆန်းတဲ့အရာ၃ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ရေအောက်မှာတည်ရှိနေတဲ့မြေကြီးတွေပဲဖြစ်ပါတယ်ဒါကိုတော့မက္ကဆီကိုနိုင်ငံရဲ့ရေအောက်ကဂူထဲမှာရှိနေတာဖြစ်ပါတယ်ဒါကတော့ရေအောက်ကမြေပဲဖြစ်ပါတယ်ရေထဲမှာမြစ်ရှိရဆိုတာထူးဆန်းနေတာပါဒါဟာတကယ်တော့ဟိုက်ဒရိုဂျင်ဆဲလ်ဖီလို့ခေါ်တဲ့ဓာတ်ငွေ့တွေထူထပ်စွာစုဝေးနေတာကြောင့်ရေအောက်မှာမြူတွေဆိုင်းနေတဲ့မြေတစင်းစီးဆင်းနေတယ်လို့မြင်တွေ့ရတာဖြစ်ပါတယ်ဘေးပပတ်လည်းမှာတိတ်ကိုင်း6တွေပါရှိနေလို့တကယ်ကိုထူးခြားတဲ့ကမ္ဘာကိုရောက်သွားတယ်လို့ပါပဲဒုတိယတစ်ခုကတော့အာဖရိကတိုင်နာကမော်ရီရှက်ကျွန်းမှာရှိတဲ့ပင်လယ်ရေအောက်ရေတံခွန်မှာအပေါ်ကနေကြည့်လိုက်ရင်ပင်လယ်ထဲမှာအေယာမရေတံခွန်ကြီးတစ်ခုအောက်ကိုစီးဆင်းသွားတယ်လို့မြင်တွေ့ရပါတယ်ဒါဟာတကယ်တော့ရေတံခွန်စစ်မဟုတ်ပဲသဲတွေနဲ့ရွှွန်းနွန်တွေကသမုဒ္ဒရာကျမ်းပြင်တွေကိုစီးကျသွားတဲ့မျက်လှည့်ပြထားသလိုမျိုးဖြစ်နေတဲ့သဘာဝအမြင်အာရုံလှည့်စားမှုတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ Blaze နိုင်ငံကမ်းလွန်မှာရှိတဲ့ The Great Blue Hole လို့ခေါ်တဲ့အေယာမအပြာရောင်တွင်းကြီးဖြစ်ပါတယ်ဒီတွင်းကြီးဟာအကျယ်ပေ1000ကျော်ရှိပြီးအနက်ကတော့ပေ400ကျော်ရှိပါတယ်အရင်ခေတ်ကဂူတစ်ခုဖြစ်ခဲ့ပေမဲ့ရေပမာဏများလာတဲ့အခါပြိုကျသွားပြီးတော့အဲ့ဒီလိုတွင်းကြီးဖြစ်ခဲ့တာပါဒီတွင်းထဲမှာထူးဆန်းတဲ့ငါးမျိုးစိတ်တွေနဲ့ကြောက်ဆက်ပန်းဆွဲတွေကိုတွေ့ရပြီးအခုထိသိပ္ပံပညာရှင်တွေအတွက်စူးစမ်းစရာတွေပြည့်နေတော့မယ်ဖြစ်ပါတယ်သမုဒ္ဒရာကြီးဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးလှုပ်ဝက်ချက်တွေများပါတယ်ဒီအရာ၃ခုမှာတင်ရောဘေးတစ်ခုကိုကြိုက်နှစ်သက်ဆုံးဖြစ်မလဲနောက်ထပ်သမိုင်းဥခေတ်ကသရဝါကြီးများအကြောင်းကိုသိကြရင်လည်းကောမန့်မှာရေးခဲ့ပေးပါအောင်